အခြေစိုက်စခန်းမြန်မာရိုဟင်ဂျာအဖွဲ့ကမြန်မာစကောက်ဆောင်မဲ့အွန်လိုင်းအေးထိုင်းနိုင်ငံခီးစစ်အတွက်ထိုင်းအာဏာပိုင်များနဲ့ပူးပေါင်း၍ဖန်စီကအကျဉ်သီးနာနိုင်ငံတို့လွှဲပြောင်းပေးနိုင်ရေးဆောင်ရွက်ပေးနိုင်ရဲ့အကျဉ်သီးနာတရားစီရင်ရေးအာဏာပိုင်များထံတရားဝင်တောင်းဆိုလိုက်သလို JFM ကလည်းမဲ့အွန်လိုင်းအေးထိုင်းနိုင်ငံခီးစဉ်ကိုပြန်ထန်စွာဆုတ်ချလိုက်ကြောင်းသိရပါတယ်PROUK က2019ခုနှစ်တွင်ရိုဟင်ဂျာလူမျိုးတုံးတဖြစ်မှုနဲ့ပတ်သက်၍မဲ့အွန်လိုင်းကိုအကျဉ်းသီးနာတရားရုံးတွင်အမှုစားတင်ဖွင့်လှစ်ခဲ့ပြီး2025ခုနှစ်ဖေဖော်ဝါရီလတွင်လူမျိုးတုံးတဖြစ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်ထားသည့်ရာဇဝတ်မှုများဖြင့်မဲ့အွန်လိုင်းနဲ့အခြားမြန်မာစပက်အကြီးအကဲများကိုအကျဉ်းသီးနာတရားရုံးကနိုင်ငံတကာဖမ်းဝရမ်းများထုတ်ပြန်ခဲ့ရပါတယ်။မဲ့အွန်လိုင်းဒီထိုင်းအစိုးရ၏ဖိကြားချက်ဖြင့်အောက်ကစလာ6ရက်နဲ့9ရက်ကြာတွင်ထိုင်းနိုင်ငံသို့တွားရောက်မည်ဖြစ်ကြောင်းသိရပြီးရန်ခီးစဉ်အတွင်းထိုင်းအာဏာပိုင်များကဖမ်းဆီးနိုင်ရေးအတွက်အကျဉ်းသီးနာတရားရုံးကထိုင်းဘက်နှင့်ညီနိုင်ဆောင်ရွက်ပေးရန် PROUK ကတောင်းဆိုထားပါတယ်။ PROUK ဥက္ကဋ္ဌဦးထွန်းခင်ကမဲ့အွန်လိုင်းဒီရိုဟင်ဂျာလူမျိုးတုံးတဖြစ်မှုနဲ့အဓိကတာဝန်ရှိသူတဦးသာမကမြန်မာပြည်သူများအပေါ်နှစ်ပေါင်းများစွာအကြမ်းဖက်နှိမ်မှုများနဲ့ဥဆောင်ခဲ့သူဖြစ်ကြောင်းထိုင်းအစိုးရအရာရှိများနဲ့တပ်ပုံရိပ်နေမိအစားအကျဉ်းထောင်အသွင်ရှိတဲ့သူဖြစ်ကြောင်းပြောဆိုထားပါတယ်။ထို့ပြန်ထိုင်းနဲ့အကျဉ်းသီးနာအာဏာပိုင်များအနေဖြင့်ပူးပေါင်းဆောင်ရွက်ကမဲ့အွန်လိုင်းကိုဖန်ဆီးပြီးအကျဉ်းသီးနာသို့လွှဲပြောင်းပေးရန်လူမျိုးတုံးတဖြစ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်ထားသည့်ရာဇဝတ်မှုများအတွက်တရားဝင်လူမျိုးတုံးတဖြစ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်ထားသည့်ရာဇဝတ်မှုများအတွက်တရားဝင်ရန်ဆိုင်စေရန်လိုအပ်ကြောင်းယင်းသည့်အစိုးရဆုံးနိုင်ငံတကာရာဇဝတ်မှုများကျူးလွန်သူများအတွက်ပုံရှောင်စရာနေရာမရှိကြောင်းပြသနိုင်မည့်အခွင့်အရေးဖြစ်ကြောင်းလည်းဦးထွန်းခင်ကပြောဆိုထားပါတယ်။မဲ့အွန်လိုင်းများ2017ခုနှစ်မှ2026ခုနှစ်အစောပိုင်းအထိမြန်မာစစ်တပ်၏ဦးစီးအချုပ်အဖြစ်တာဝန်ခံခဲ့ပြီး2025ခုနှစ်နောက်ပိုင်းတွင်ကျင်းပခဲ့သည့်အထူးအယောင်ရွေးကောက်ပွဲအပြီးမိမိကိုယ်သမ္မတအဖြစ်ကြေညာခဲ့ပါသည်။မြန်မာစစ်တပ်နဲ့၎င်း၏လက်အောက်ခံတပ်ဖွဲ့များကရိုဟင်ဂျာများအပေါ်ဆယ်စုနှစ်များစွာလူမျိုးတုံးတဖြစ်မှုနဲ့ကျူးလွန်ခဲ့ပြီး2019ခုနှစ်များတွင်ရခိုင်ပြည်နယ်အတွင်းလူထောင်ပေါင်းများစွာတည်ဆုံကတိမ်နဲ့ချီသောပြည်သူများနေရဆောင်ခွာထွက်ပြေးခဲ့ရပါတယ်။ထို့ပြန်2021ခုနှစ်ဖေဖော်ဝါရီလရက်နေ့တွင်စစ်အာဏာသိမ်းပြီးနောက်စစ်တပ်အုပ်ချုပ်မှုနဲ့စိန်ကျေသူထောင်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့ပြီးတောင်းနဲ့ချီသောပြည်သူများကိုဖမ်းဆီးထားပါတယ်။အကျဉ်းသီးနာတရားရုံးအနေဖြင့်အပြည်ပြည်ဆိုင်ရာတရားရေးအကူအညီထောက်ခံစာကိုထိုင်းအာဏာပိုင်များထံပေးပို့၍ထိုင်းဥပဒေအရမဲ့အွန်လိုင်းကိုဖမ်းဆီးပြီးအကျဉ်းသီးနာသို့လွှဲပြောင်းပေးနိုင်ရေးဆောင်ရွက်ရန် PROUK ကတိုက်တွန်းထားပါတယ်။အကျဉ်းသီးနာနဲ့ထိုင်းနိုင်ငံကြားတရားခံလွှဲပြောင်းရေးသဘောတူညီချက်စာချုပ်မရှိတော့လဲအကျဉ်းသီးနာနဲ့ထိုင်းနိုင်ငံကြားတရားခံလွှဲပြောင်းရေးစာချုပ်သဘောတူညီစာချုပ်မရှိတော့လဲထိုင်းနိုင်ငံဒီ2008ခုနှစ်ထိုင်းနိုင်ငံဒီ2008ခုနှစ်တရားအကျဉ်းသီးနာနဲ့ထိုင်းနိုင်ငံကြားတရားခံလွှဲပြောင်းရေးသဘောတူစာချုပ်မရှိခဲ့တော့လဲထိုင်းနိုင်ငံဒီ2008ခုနှစ်တရားခံလွှဲပြောင်းရေးဥပဒေအရသတ်မှတ်ထားသောဥပဒေစီမံနှုန်းများနဲ့ကိုင်ညီပါကဒီနိုင်ငံသဘောတူညီစာချုပ်မရှိရင်လဲလွှဲပြောင်းပေးနိုင်ကြောင်း PROUK ကထောက်ပြထားပါတယ်။ရဲ့အပြည့်အကျဉ်းသီးနာတွင်ဖွင့်လှစ်ထားသည့်အမှုမှာရိုဟင်ဂျာလူမျိုးတုံးတဖြစ်မှုနဲ့ပတ်သက်သောကပတ်ပထမဆုံးအမှုဖြစ်ပြီးအပြည်ပြည်ဆိုင်ရာရဲ့အပြည့်အကျဉ်းသီးနာတွင်ဖွင့်လှစ်ထားသည့်အမှုမှာရိုဟင်ဂျာလူမျိုးတုံးတဖြစ်မှုနဲ့ပတ်သက်သောကပတ်ပထမဆုံးအမှုဖြစ်ပြီးအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးနဲ့အပြည်ပြည်ဆိုင်ရာတရားရုံးတို့တွင်ဆောင်ရွက်နေသည့်တရားခံဖော်ဆောင်ရေးကြိုးပမ်းမှုများနဲ့လည်းအပြည့်အလဲအထောက်အကူဖြစ်စေကြောင်း PROUK စီကပြောဆိုထားပါတယ်။2024ခုနှစ်နိုဝင်ဘာလတွင်နိုင်ငံတကာရာဇဝတ်မှုတရားရုံးရှေ့နေချုပ်ကမဲ့အွန်လိုင်းအပေါ်ဖန်ဝရင်ထုတ်ပေးရန်ရှောက်ထားပြီးရဲ့အပေါ်ကဆုံးဖြတ်ချက်မချသေးကြောင်းတွင်လည်းကမ်ဘီယာနိုင်ငံက2009ခုနှစ်တွင်တင်သွင်းခဲ့သောလူမျိုးတုံးတဖြစ်မှုအမှုကိုဆက်လက်စစ်ဆေးနေပြီးယခုအတွင်းစီရင်ချက်ထုတ်ပေါ်လာဖွယ်ရှိကြောင်း PROUK ကပြောဆိုထားပါတယ်။ PROUK ဥက္ကဋ္ဌဦးထွန်းခင်ကထိုင်းအာဏာပိုင်များအနေဖြင့်မဲ့အွန်လိုင်းဆက်အစိုးရကိုတရားဝင်ပေးသည့်လုပ်ရများမလုပ်ပေး
PROUK ဥက္ကဋ္ဌဦးထွန်းခင်ကထိုင်းအာဏာပိုင်များအနေဖြင့်မဲ့အွန်လိုင်းရေးဆက်အစိုးရကိုတရားဝင် PROUK ဥက္ကဋ္ဌဦးထွန်းခင်ကထိုင်းနိုင်ငံ PROUK ဥက္ကဋ္ဌဦးထွန်းခင်ကထိုင်းအာဏာပိုင်များအနေဖြင့်မဲ့အွန်လိုင်းရေးဆက်အစိုးရကိုတရားမဝင်မှုပေးသည့်လုပ်ရများမပြုလုပ်ပဲလူအခွင့်အရေးတရားမျှတမှုနဲ့တရားခံမှုဆိုင်ရာစံနမူနာတရက်ကိုပြသတင်ကြောင်းတိုက်တွန်းထားပါတယ်